ရောင်ထာဝါလေးခွန်ပြမှာပဲဖြစ်ပါတယ်ရှင်ပြရဟိုးထာဝါလေးပေါ့နော်တမီး YouTube channel ကိုအပိတ်ချက်ပါအောင် view လေးငယ်ပဲရှိကြတယ်ခုမှနည်းနည်းစပြီးတင်လာလို့ပေါ့နော်အပိတ်ချက်ပါအောင်ပြောချင်ပါတယ်နော်လာထင်နေပေါ့နော်ကဲဒီကြည့်ပဲဆိုရအောင်လေအလုံးချစ်ပါရဲ့နဲ့ပေါ့နော်စတေကာလေးပေးဖိုင်ဒီမှာ sorry စတေကာလေးပေးရပါရှင်အဲ့မဲ့ပေါ့နော်ကဲခုကတော့ let's go ဆက်တော့ကြရအောင်စကားမများဘဲနဲ့ sorry စကားများနေလို့အဲ့မဲ့တော့ဘယ်လောက်ထိရောက်သွားလဲတော့မသိတော့ကဲရဆိုတော့ဆက်ပြီးခုံချရအောင်ဒါလေးရကြတော့ပေါ့နော်ဒီလုံလုံးထာဝါလေးနည်းနည်းတိုးတဲ့ဟာလေးကကြတော့ပေါ့နော်အဲ့ခုံးလို့ကောင်းတယ်ပေါ့နော်ရှည်တဲ့ဟာကြတော့သူကကြတော့လက်တွေဒီရှည်တဲ့ဟာကြတော့ကွာဘယ်လိုလဲဆိုတော့ဒီဟိုခုနောက်ပဲအတိတ်ထွက်တဲ့ဒီဘာလဲလိုမျိုးဒီလဝါရိုက်တဲ့ဟာဆိုရင်ဘာလဲဒီလဝါရိုက်တဲ့အရှိထားဝါကြီးဆိုလေအဲ့ဆိုလေအဲ့အပေါ်ထိလုံးဝမရောက်နိုင်အပေါ်ထိရောက်မယ်ဆိုတော့အဲ့လိုပဲဝယ်ပြီးတော့လုပ်ရရဲပေါ့နော်အဲ့ပေါ့နော်ခုတကောင်ကတော့မအမှန်ဟိုစုဘာလဲမစုပြီးတော့ပေါ့နော်အဲ့ဟိုနဲ့ဟိုကောဇောနဲ့တွားလိုက်ကြပေါ့နော်အဲ့နိုင်တော့နိုင်သွားတယ်ကိုတော့လောက်တာတော့မဟုတ်ပါဘူး KS ဆိုတော့အလုံးဘိုင် KS ဆိုတော့အလုံးပဲပိုင်ပေါ့နော်